အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများအသွင်ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်။ယောမဩဝါဒစာအခန်းကြီး6အငယ်1နဲ့ထိုတို့မှန်လင်အဘယ်သို့ပြောရမည်နည်းဂျေဇုတော်ပွားများစေခြင်းကအပြစ်တရားကိုချင့်၍နေရမည်လောထိုတို့မနေရအပြစ်တရားမှဆုတေတော်သူတို့သည်ထိုတရား၌အဘယ်သို့ရှင်ရအောင်မည်နည်းဒီကနေ့မှာကျွန်တော်အနေနဲ့ယုံကြည်ခြင်းဤတတိဆိုတဲ့ကောင်းစဉ်နဲ့ပြန်လည်ပြီးမှဝေမျှလိုပါတယ်ကျွန်တော်တို့ယုံကြည်သူများအားလုံးရဲ့အတ္တထဲမှာယုံကြည်ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့တက်တည်ပြနိုင်ဖို့ရန်အတွက်လိုအပ်ပါတယ်တခါတည်းမှာကျွန်တော်တို့တွင်တင်ခြင်းအမားတွေကိုလည်းကျွန်တော်တို့ခရိယန်တတထဲမှာကြားနေရမှာပဲဖြစ်ပါတယ်။ကေတင်ခြင်းရရှိပြီးသားသူတယောက်ရဲ့အတတထဲမှာအကျင့်ဟာမလိုအပ်ဘူးဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှတွင်တင်တဲ့အရာတွေကိုလည်းကျွန်တော်တို့မြင်တွေ့နေရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာရှင်ပေါလုအဖြစ်တွင်တင်ထားတဲ့အရာကအပြစ်တရားကိုဆက်၍ကျင့်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကအပြစ်တရားမှာစူးတိတော်သူတွေဖြစ်တဲ့အပြစ်တရားအားလုံးကတည်သွားပြီဒါကြောင့်မို့အဲ့ဒီအရာတွေကဘာဖြစ်လို့နောက်ထပ်ပြင်လဲပြီးမှကျွန်တော်တို့ရဲ့အတ္တထဲမှာရှင်နေရအောင်ပါလေယုံကြည်သူတွေရဲ့အတ္တထဲမှာအပြစ်တရားဟာဆက်ပြီးမှဘာကြောင့်ရှင်နေရအောင်မလဲဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကျွန်တော်တို့ရဲ့အတ္တတွေယုံကြည်သူတွေရောက်ဖြစ်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့အသက်တာဟာအရင်ပဲအရေးကြီးပါတယ်ခရစ်တော်ကိုမရရှိမီအသက်တာထဲမှာတင်းရဲ့အချင်းချင်းချင်းအရာတွေကဘာမှအကျိုးမရှိဘူးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့အချင်းချင်းချင်းဟာဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအတွက်တကယ်ပဲအရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်တိတုဩဝါဒစာအခန်းကြီး1အငယ်16ထဲမှာသူတို့ဒီဘုရားသခင်ကိုတိယောင်ဆောင်တော်လဲအကျင့်အဖြစ်ဘုရားသခင်ကိုညှင်းပယ်ကြ၏ဆက်ဆုပ်ယွန်ရှာပွေတော်သူနားမထောင်တော်သူကောင်းသောအမှုတစ်ခုကိုမြပြုတတ်တော်ဉာဏ်မရှိတော်သူဖြစ်ကြ၏ဆိုပြီးမှဖော်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာယုံကြည်တော်သူဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ရဲ့အတ္တထဲမှာကျွန်တော်တို့ဖရားရဲ့စကားကိုနားထောင်ခြင်းအကျင့်မရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အတ္တကဖရားခင်ကိုတိရောက်ဆောင်တော်သူနဲ့တူတယ်ဆိုပြီးမှကျမ်းစာထဲမှာဖော်ပြထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာတကယ်ပဲယေရှုခရစ်တော်ရဲ့ဂျေဇုတရားကိုကျွန်တော်တို့နားလည်နေဆိုရင်အဲ့ဒီဂျေဇုတရားထဲမှာကျွန်တော်တို့ဒီအသက်ရှင်ရမှာဖြစ်ပါတယ်ဖယားကကျွန်တော်တို့ကိုခေါ်တဲ့အခါမှာညဉ့်ညူးစီဖို့ခေါ်တာမဟုတ်ဘူးလောကသားတွေနဲ့ထက်တူထမြအသက်ရှင်ဖို့ကျွန်တော်တို့ကိုခေါ်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့အသက်တာဒီလောကသားတွေနဲ့မတူတမူထူးခြားသောအသက်တာအလင်းထွန်းလင်းသောအသက်တာစားခဲ့သောလူတွေအတွက်တကယ်ပဲငန်သောအရာတာကိုပေးနိုင်တဲ့အတ္တတစ်ခုဖြစ်ဖို့ရန်အတွက်ဖယားသခင်ကကျွန်တော်တို့ကိုခေါ်ခဲ့တဲ့အရာပဲဖြစ်ပါတယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာတနည်းကတင်ဒီယုံကြည်ခြင်းရှိ၏ငါဒီအချင်းရှိ၏တို့ဖြစ်၍တင်ဒီအချင်းမရှိပဲတင်ဤယုံကြည်ခြင်းကိုပြလော့ငါမူကားအချင်းအဖြစ်ငါဤယုံကြည်ခြင်းကိုပြမည်ဟုပြောเสียရှိ၏ဆိုပြီးမှဖော်ပြထားပါတယ်ကျွန်တော်တို့ရဲ့တတထဲမှာတကယ်ယုံကြည်ခြင်းရဲ့တသက်ဟာတကယ်ပဲအရေးကြီးပါတယ်ယုံကြည်ခြင်းရဲ့တသက်ဟာကျွန်တော်တို့ဖခင်ရဲ့စကားကိုနားထောင်ခြင်းအကျင့်ဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်မို့အကျင့်မပါတဲ့ယုံကြည်ခြင်းကအသေးဖြစ်တယ်ဆိုပြီးမှတမန်ကျမ်းစာထဲမှာဖော်ပြထားတာဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့ကျွန်တော်တို့ရဲ့တသက်ထဲမှာတကယ်ပဲကေတင်ခြင်းရရှိပြီးသားဖခင်ရဲ့သားသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တဒီယခင်တုန်းကအတ္တမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့အတ္တကခရစ်တော်ရဲ့စကားကိုနားထောင်ပြီးမှသူ့ရဲ့အလိုတော်ထဲမှာအသက်ရှင်တဲ့အတ္တဖြစ်ဖို့ရန်အတွက်အလွန်အင်မတန်မှအရေးကြီးတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကယုံကြည်တော်သူဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရဲ့သက်သေကိုကျွန်တော်တို့ပြသဖို့ရန်အတွက်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အတ္တကိုကြည့်တဲ့အခါမှာယုံကြည်တော်သူဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းက
တာရနာပလူတွေနဲ့ထူးခြားမှုမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့အတ္တတာကတကယ်ပဲစိုးရင်စရာရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာကအရင်ပဲအရေးကြီးပါတယ်။ဖခင်ကကျွန်တော်တို့ကိုခေါ်တယ်ဆိုတဲ့အရာကညဉ့်ညူးစီဖို့ခေါ်တာမဟုတ်ဘူး။စက်ပေးမှကျွန်တော်တို့ရဲ့အတ္တတာတွေအပြစ်တရားထဲမှာစက်ပေးမှအပြစ်တရားရဲ့အကျင့်တွေထဲမှာစက်ပေးမှကျွန်တော်တို့ကအသက်ရှင်နေဖို့မဟုတ်ဘဲနဲ့ဖခင်ရဲ့ကြီးစုတော်ထဲမှာအသက်ရှင်ပြီးမှယုံကြည်ခြင်းရဲ့တသက်ကိုကျွန်တော်တို့ဒီပြသနိုင်တော်သူတွေပဲဖြစ်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့မှာခွန်အားပေးခြင်းတဲ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာတကယ်ပဲကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကဖခင်ရဲ့စကားကိုနားထောင်ခြင်းနဲ့ယေရှုခရစ်တော်ရဲ့စကားကိုနားထောင်ခြင်းနဲ့အသက်ရှင်ဖို့ကအလွန်အင်တန်မှအရေးကြီးပါတယ်။ခရစ်ယာန်အတ္တတာထဲမှာမိမိစိတ်ကြိုက်အသက်ရှင်လို့မရပါဘူး။ဖခင်ရဲ့စကားထဲမှာပဲအသက်ရှင်နေရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာအတီးတီထဲမှာလည်းယုံကြည်ခြင်းရဲ့တသက်ပြနိုင်တော်သူတွေဖြစ်ပြီးမှလူတွေအတွက်တည်ဆောက်တော်သူတွေဖြစ်ကြရအောင်အားလုံးပေါ်မှာဘုရားတခင်ကောင်းကြီးရှိပါစေ။